စိတ်ခေါ်လာသူဝင်းဝင်းကျုပ်ကောဝင်းဝင်းခိုင်ကျုပ်ကောပြန်တော့လက်ကျိုးတော့ပါခင်ဗျာကဲခိုင်လူကြီးပြောတဲ့စကားကိုသေချာနားထောင်မယ်တပည့်တို့အစင်းသေးပြပြီဆိုရင်3မိနစ်တချီထိုးရင်ဒီကျိုးစေပကြံတော့ကြည့်လို့ကောင်းတယ်ဖေမောဖေမေအာဟိုလေနိုင်လေအာဒီဝင်းနဲ့ဝင်းကရပ်အသက်ရဲ့တိုင်းလို့တို့မဲ့ဖေမောဒီဝင်းနဲ့ဝင်းခိုင်နဲ့ဒီဝင်းမှာအမြောက်မိုက်ကနဲ့ကျုပ်တို့သူတို့တွေ့ရပြီပေါ့ခင်ဗျာဒီကျုပ်အာဒီရဲ့ပေါ့ခင်ဗျာဒီအမြောက်ကမောက်ပေါက်နေပါခင်ဗျာဒီလိုပေါ့ခင်ဗျာဟုတ်အာလုံးထားတယ်ရပ်ကဲပေးတယ်ကဲတိုင်းလို့ဖိုးမယ်အာဖြစ်ပါတယ်ခင်ဗျာတေကျူ